ordering food အစားတောက်မှာမယ်ငွေရှင်းမယ်အဲ့ဒါကို English လို့ပြောမလဲဥပမာကိုဆိုင်ထဲမှာထိုင်ပြီးတော့မှကိုတခုလိုချင်တယ်တခုမှာမယ်ဆိုလို့ရှိရင် can I have နောက်ပြီးတော့ I would like เนาะတကယ်တော့ words ကိုမသုံးချင်ဘူးဆိုလို့ရှိရင် I'd like သုံးလို့ရတယ်နော်နောက်ဆုံးတစ်ခုကကြတော့ဘေးရှင်းမယ် the bill please ဥပမာဟိုကြတယ်ပြောကြည့်အောင် can I have a sandwich လေးရနိုင်မလားစားချင်တယ် can I have a sandwich I would like a coffee တစ်ခွက်လေးရမလားနောက်ဆုံးတစ်ခုကကြ the bill please ဘေးရှင်းကြမယ်ငွေရှင်းမယ်လိုက်ဆိုကြည့်ပါအောင်ဒါနဲ့ပတ်သက်ပြီးတော့ can I have a sandwich I would like a coffee the bill please ဟုတ်ပြီဒီလောက်ဆိုလို့ရှိရင်ဒီအသုံးနှုန်းလေးတွေကိုသုံးတက်လောက်ပြီထင်ပါတယ် order your food see you on the next video have a happy life